ဆိုတော့ဟိုဘယ်လိုမျိုး represent လုပ်လဲဟို culture ဘယ်လို represent လုပ်လဲဆိုတော့ဟိုဒါကိုတန်းပြီးတော့မြင်တဲ့အခါမှာဟိုမြန်မာနိုင်ငံကပကံကိုပေါ့နော်ချင်းတန်းမြင်တယ်ဘယ်လိုမျိုး religious ဖြစ်တယ်အဲ့လိုမျိုးပြီးတော့သူကဟိုဘယ်လိုပြောမလဲ close place ပေါ့နော်အဲ့လိုမျိုးနေရာလေးတစ်ခုလို့မြင်နေပေါ့နော်ဒါကကိုယ့်ရဲ့အခုကို represent လုပ်တဲ့ဟာလေးရယ်ကိုယ့်ရဲ့ culture represent လုပ်တဲ့ဟာလေးရယ်ပြီးတော့ကိုဘယ်ကိုရောက်ချင်လဲဘာလို့ချင်လဲဆိုတော့ဒီဟာလေးကိုယူထားတယ်အဲ့လိုမျိုးပို့ပြီးတော့ရွေးထားတဲ့ဒါ reason လေးကတော့ဘယ်လိုပြောမလဲကိုရောက်ချင်တဲ့နေရာကိုဖြစ်ချင်တဲ့နေရာအဲ့လိုမျိုးလေးပြီးတော့ကိုအနေနဲ့ပေါ့နော်နောက်ပိုင်းကျရင်ဘယ်လိုမျိုးအခြေအနေတစ်ခုရောက်ချင်လဲဆိုတဲ့ဟာကိုယူရတဲ့ activity လေးမှာเนี่ยဒါလေးကိုယူထားပါတယ်အဲ့နှစ်ခုကိုဘာဖြစ်လို့ယူလဲဆိုတဲ့ဟာကိုအလုံးစဉ်းစားမိကြလားဘယ်လိုမျိုးစဉ်းစားမိလဲပေါ့နော်အဲ့ idea လေးရှိရဲအမြင်မြင်တဲ့အမြင်မဟုတ်ပဲနဲ့ဘယ်လိုအမြင်လေးမြင်လဲဆိုတဲ့ဟာလေးကိုလည်းပြန် share လုပ်ပေးပါအောင်ဒါကတော့အတန်းထဲမှာလောက်ရတဲ့ activity လေးတစ်ခုကိုဟိုပြန် share ပေးရမှာဖြစ်ပါတယ်ရှင်